Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကွန်ပျူတာမှာပေါ့နော်ဒါမျိုးပေါ့နော်ဗီဒီယိုပုံစံမျိုးလေးတွေ animation ပုံစံမျိုးလေးတွေကျွန်တော်တို့ဒီမှာလှုပ်ရှားနေတဲ့ကျွန်တော်တို့ background ပေါ့နော်လှုပ်ရှားနေတဲ့ background လေးတွေရချင်လို့ရှိရင်ဘယ်လိုမျိုးလုပ်ရမလဲဘယ် software ကိုအသုံးပြုရမလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ရှင်းပြပေးမှာဖြစ်ပါတယ်အရင်ဦးဆုံး software လေးကတော့ဒီဟာလေးပေါ့နော် i.easy distort ဆိုတာရှိတယ်ဒီကောင်လေးကိုကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်တင်ပေးထားတယ်ဒါလေးကို download ယူပြီးတော့မှ install တင်လိုက်ပါတင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတယ်ဒီမှာသူ့ထဲမှာပါတယ်ဒီမှာ animation လေးတွေပေါ့နော်ကားတွေမောင်းနေတာရှိမှတခြားဟာတွေမကြောင်ရုံလေးတွေတခြားတော်တော်များများပေါ့နော်ဒီမှာတစ်ပင်လေးပေါ့နေကြာနေ effect လေးတွေဒါမျိုးလေးတွေလည်းအများကြီးဆိုမှတော်တော်များများအများကြီးဆိုမှအများကြီးရှိရဲ့ဒါမျိုးပေါ့နော်ဒါမျိုးလေးတွေအစုံပေါ့နော်ခုခေတ်လူငယ်တွေကတော့ဒါမျိုး anime တွေအစုံသုံးကြတာပေါ့နော်ကျွန်တော်တို့ကတော့ရိုးရှင်းရှင်းလေးပဲသုံးဖြစ်တယ်ဒါမျိုးဒီ motion video လေးတွေကွန်ပျူတာ desktop မှာဖြစ်ဖြစ်ကွန်ပျူတာကျွန်တော် laptop မှာဖြစ်ဖြစ်ဒါမျိုး background လေးထားခြင်းနဲ့ဆိုလို့ရှိရင်ဒီမှာ i.easy desktop ဆိုတဲ့ဟာလေးကို download ဆွဲပါဘယ်မှာတော့ download ဆွဲရမလဲဆိုရင်ကျွန်တော်ရဲ့ TikTok channel မှာTikTok bio မှာရှိတဲ့ Telegram link မှာကျွန်တော်တင်ပေးထားပါတယ်